အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကြပြလေးတစ်ပုဒ်ရှင်းပြချင်ပါတယ်ကြပြကောင်းစဉ်လေးရဲ့နာမည်ကဘိုင်ယိုဂရက်ဖီဘိုင်ယိုဂရက်ဖီငါအောင်မြင်မှုကိုခွေးတကောင်လိုဟောင်းခဲ့တယ်လမ်းဘေးခွေးလိုလွတ်လပ်မှုမျိုးနဲ့လဲပင်ကြိုးဆွဲခံပြန်လည်ပြနေတဲ့ခွေးတွေကိုတနာကြည့်လို့အမိုက်ပုံကြားကအစာကိုရှာစားပြီးကိုလိပ်ပြကိုလုံခဲ့တယ်အယိုးကြိုက်ပြီးမိုက်ပြနေတဲ့ကောင်းနေကြငါအမီကုတ်ထားရမှာရှင်ရှာတယ်ငါဟာယူနေတဲ့ခွေးအဆွဲတပွေးပွေးစာလောင်နေတဲ့ကောင်အောင်မြင်မှုကိုထိုးအောင်လို့ကြပြစရာတစ်မျိုးညီဖြစ်ပါလေ